ဟုတ်ကဲ့ကျွန်တော်တို့အခုရောက်နေတဲ့နေရာကအင်းဝရဲ့နာမည်ကျော်မယ်နုအုတ်ကြောင်ပေါ့နော်မယ်နုအုတ်ကြောင်ရောက်နေတာမဟာအောင်မြေပုံစံမယ်နုအုတ်ကြောင်ကိုရောက်နေတာဖြစ်ပါတယ်ဒီကျောင်းတော်ကြီးကိုခရစ်နှစ်1822ခုနှစ်ဘာကြီးတော်မင်းရဲ့မိဖုရားကောင်ကြီးဖြစ်တဲ့နမ်းမတော်မယ်နုကတိဆောက်ခဲ့တယ်တဲ့ညောင်ကန်ဆရာတော်ဥပုအားလှူဒန်းပြီးကျောင်းထိုင်စေခဲ့တယ်ပေါ့နော်ဆရာတော်ဥပုပြန်လုံတော်မူပြီးတဲ့နောက်ဆရာတော်ဥပုကဆက်ပြီးတော့လှူဒန်းခဲ့တယ်တဲ့1838ခုနှစ်တွင်ပြင်းထန်သောငလျင်ကြောင့်ပျက်စီးခဲ့တော့လေတဲ့အစဉ်ပြုရှင်မိဖုရားကြီးကပြန်ပြီးတော့ပြင်းတယ်နော်မယ်နုအုတ်ကျောင်းကတဲ့မြမဘီတုကပညာတွေထဲမှာအရန်လက်ရမြောက်တဲ့ဆိုပြီးတော့နာမည်ကြီးတဲ့အုတ်ကျောင်းဖြစ်ပါတယ်ဒါကတော့အဝင်လန်းကလေးပေါ့နော်ဒါကတော့အဝင်လန်းကလေးဖြစ်ပါတယ်ပြန်ဝင်အောင်